လိုက်တယ်ဆိုတာကိုမြင်ရတယ်သူရဲ့လက်ကပတ်တီးတွေမှာဆိုရင်အချွန်တွေစိုက်ထားပြီးတော့ဝန်ထမ်းတွေအကုန်လုံးကိုထိုးနှက်တိုက်ခိုက်ပစ်ခဲ့ပါတယ်ဒေတာတွေအရဆိုရင်ဒီကောင်ဒီသူရဲ့ရှေ့တွားတွေအန်သွားတွေကိုကိုယ်တိုင်ဖြုတ်ပစ်ထားပြီးတော့တန်လက်တီးလိုမျိုးအသုံးပြုနေတာဖြစ်ပါတယ် I mean bro come on တော်လိုက်ပါတော့ဆိုပြီးတော့ပြောယူလို့ရနေပြီဆိုသေးပေမဲ့ဒီကောင်ဒီအဲ့လောင်နဲ့မရက်လိုက်သေးပါဘူးသူရဲ့ဘိုက်မှာအစာအိမ်နဲ့ဓာတ်ရိုက်တွေ့ထားတဲ့ဘိုက်ကိုအသုံးပြုပြီးတော့အစာအိမ်ကအဆစ်တွေနဲ့အတူဝန်ထမ်းတစ်ကောင်ရဲ့မျက်နှာကိုလောင်ကျွမ်းသွားအောင်ပတ်ပစ်လိုက်ပါသေးတယ် and no ဒီလောင်နဲ့မရက်သေးဘူးဒီရက်တွေမှာသူပါခဲ့တဲ့မြချီးရည်သေးတွေကိုအိမ်နာကျွင်းထဲမှာပဲထားထားပြီးတော့လောင်ကျွမ်းစေနိုင်တဲ့ compound တစ်ခုကိုဖန်တီးလိုက်တယ်အဲ့ဒီ compound ကိုအသုံးပြုပြီးတော့နံရံကိုဖောက်ခွဲပစ်တယ်နောက်တစ်ခေါက်ဖင်ပြောင်းနဲ့ထပ်ပြီးတော့ထွက်ပြေးလာခဲ့ပါတယ် so my guys သိထားရမှာက Batman ဒီစောက်ချင်မဟုတ်ဘူးချီးကိုကအစဘုံအဖြစ်ပြောင်းလဲနိုင်တယ်ဆိုတဲ့ကောင်မျိုးဖြစ်ပါတယ်ဒီတစ်ခေါက်လည်း Batman ကကြောက်လန့်ပွဲစံသက်ချက်တွေအများကြီးကိုထပ်မံကြော်ဖြတ်ပြီးတော့ပြေးလာရပြန်ပါတယ်ဒီတစ်ခေါက်မှာတော့ Batman ကနည်းနည်းယူနေနေပြီဒီကောင်ကရှောက်ပြီးတော့អော်နေတယ်နောက်ဆုံးကင်မရာတွေမမြင်ရတော့အောင်အထိမြေရောက်နေရတစ်ခုစီကိုဒီကောင်ကခုန်ချပစ်လိုက်ပါတယ်ဒါပေမဲ့သူကဒီကျဲလာတဲ့နေရာကြီးမှာလမ်းကိုမတွေ့နိုင်ဘူးဖြစ်နေတယ်ဒီနေရာကြီးကအရာရာကလည်းထူဆန်းနေပြီးတော့အခုလည်း Batman ကမျက်နှာကြီးရှိနေတဲ့တောကြီးတစ်ခုရှေ့ကိုရောက်လာခဲ့ပါတယ်တောကြီးထဲမှာဆိုရင် monster မိန်းမကြီးတစ်ယောက်ကိုမြင်လိုက်ရပြန်တယ်ဒီကြောက်စရာအကောင်ကြီးကလည်းရှေ့မှာ Clayface ပြောပြခဲ့တယ်လို့ပဲသူ့ကိုကဲတင်ပေးပါသူ့ကိုထွက်ဖို့ပေးပါဆိုပြီးတော့ Bruce ကိုပြောနေနဲ့စာတင်တိုက်ခိုက်ပါတော့တယ်တစ်ဖက်မှာဒေါက်တာကလည်း report တင်နေတယ် report မှာပြောတာအရဆိုရင်ဒီတောကြီးဒီ isolate ရဲ့ ecosystem ဆိုပြီးတော့ပြောတာကိုမြင်လိုက်ရတယ် meaning ဒီတောကြီးကဒီတောကြီးထဲမှာမြင်ရမယ့်ကြောက်စရာတတဝါတွေဒီအခု universe ရဲ့ poison ivy ဖြစ်နေနိုင်ပါတယ် but ivy ကဆက်ပြီးတော့မတိုက်ခိုက်နိုင်ခင်မှာသူ့ရဲ့ခေါင်းကိုတယောက်ကလာပြီးတော့ဆွဲဖြုတ်တာကိုခံလိုက်ရတယ်ဘိန်းကြီးကထပ်ပြီးတော့ရောက်လာပြန်ပါပြီလှုပ်ဆန်းမှာအရှုံးမပေးစမ်းပါနဲ့ကွာဆိုပြီးတော့ထပ်ပြောရင်းနဲ့ Batman ကိုထပ်ပြီးတော့တတိမေ့သွားအောင်ထိုးနှက်ပစ်လိုက်ပြန်ပါတယ် Batman ကဘလောက်အထိပြေးနောက်ဆုံးဒီအကောင်ကြီးကိုတော့မကြော်နိုင်ဘူးဖြစ်နေပါတယ်စောင့်ကြည့်နေတဲ့ဒေါက်တာကလည်း Batman လွတ်သွားပြီဆိုရင်အချက်ပြမိဖွင့်တာတွေပြီးပေါ့လှုပ်တာတွေမလုပ်ဘူး Batman ဘာလုပ်မလဲဆိုတာကိုသူကစောင့်ကြည့်သေးတယ်လေးလာသေးတယ်အဆုံးကြရင်တော့ limit တစ်ခုကိုရောက်ပြီဆိုရင်ဘိန်းကိုလွတ်ပြီးတော့ဖန်ခိုင်းလိုက်တာဖြစ်ပါတယ်ဒီနည်းနဲ့ပဲလေ Batman ကိုတောက်လျှောက်နှိပ်စက်နေတာဖြစ်ပါတယ်ဒီတစ်ခေါက်နိုးလာတဲ့အချိန်မှာတော့ Batman ဒီဖန်ခံထားရတာ3လတောင်မှရှိသွားခဲ့ပြီ Bruce ရဲ့ခန္ဓာကိုယ်ကိုသူတို့ကဘိန်းလိုမျိုးဆေးတွေထိုးပြီးတော့စမ်းသပ်ပြီးနေကြပြီ Bruce ကဒီအချိန်မှာဆိုရင်ဖင်ကောကောင်းမှပြောင်းသွားခဲ့ပါပြီဒေါက်တာက report တင်နေတယ်စမ်းသပ်ခံရဲ့ခန္ဓာကိုယ်ကပြည့်စုံသွားပြီကြိုးပြတ်ဖို့အတွက်လိုအပ်တာဆိုလို့သူ့ရဲ့စိတ်ပဲကျန်တော့တယ်ဒီတော့နောက်ဆုံးအချိန်အနေနဲ့စမ်းသပ်မှုကိုလုပ်ဖို့အတွက်ဒေါက်တာကဘိန်းကောက Bruce ကို Batman ရဲ့ဝစ်စုံထည့်ပေးလိုက်ကြဖို့အတွက်ကိုသဘောတူလိုက်ကြပါတယ်သူတို့ဒီ Bruce ကို Batman ဆိုတဲ့ဘဝကိုလက်လျှော့လိုက်ဖို့အတွက်ခိုင်မာတဲ့စိတ်ကိုကြိုးပြတ်သွားဖို့အတွက်အကြံစီနဲ့ Batman ရဲ့ဝစ်စုံကိုအခန်းထဲမှာကျိုးဆွဲချပေးပြီးတော့စိတ်ကိုစမ်းသပ်ခဲ့ပါတယ်သူကဝစ်စုံကိုကြောပေးထားခဲ့တယ်ဒီကင်ကမနိုင်နိုင်ဘူးဆိုတာကိုသူသိရဲ့အပြင်ကိုထပ်ပြီးတော့ထွက်ပြေးမယ်ဆိုရင်လည်းအချိန်တန်မှာဘိန်းနဲ့ထပ်တွေ့ပြီးတော့ထပ်ပြီးတော့အမောက်သိပ်ခံရမယ်ဆိုတာကိုလည်းသူသိရဲ့ဘတ်ဒီဝစ်စုံရဲ့အကြည့်ကိုတော့သူကမကြော်လွှားနိုင်ဘူးဖြစ်နေပါတယ်နောက်တစ်မျက်နှာမှာဆိုရင်တော့ Batman ဒီဝစ်စုံအပြည့်နဲ့နံရံကိုထိုးခွဲပြီးတော့နောက်တစ်ခေါက်ထပ်ပြီးတော့ပြေးထွက်လာပြန်ပြီဆိုတာကိုမြင်လိုက်ရပါတယ် he is Batman မှာ Batman ကိုချိုးပြတ်ဖို့အတွက်ဆိုတာကအထူးသဖြင့် Batman ရဲ့စိတ်ကိုချိုးဖြတ်ဖို့အတွက်ဆိုတာကမဖြစ်နိုင်တဲ့အရာပါ Batman ကဒီတစ်ခေါက်မှလည်းထပ်ပြီးတော့မောင်နဲ့အစာအုပ်တွေချာမှာပြေးထွက်လာပြန်တယ်ဒီတစ်ခေါက်မှာတော့ corridor တစ်ခုလုံးမှာ monster အကောင်ကြီးရဲ့အပြေကစီးကျိုနေတယ်လို့ဘေးနံရံနေမှာဆိုရင်လည်းဆရာဝန်တွေကလေ့လာဖို့အတွက်စောင့်ကြည့်နေကြပါတယ်ဒီမှာမြင်ရမယ့်အကောင်အစုံ monster အစုံကလည်းရှေ့မှာမြင်ခဲ့ရတဲ့ monster တွေလိုပဲသူတို့ကိုကယ်ဖို့အတွက်ဒီကနေပြီးတော့လွတ်အောင်ကူညီပေးဖို့အတွက်ပြောနေတယ်တိုက်ခိုက်ဖို့အတွက်ရှေ့ကိုထွက်လာခဲ့ပါတယ် but no ဒီအကောင်လေးနဲ့တော့မချရခင်မှာဘိန်းကရောက်လာပြီးတော့ Batman ကိုဖျက်ကမ်းပြလိုက်တယ် Batman ကိုအကြိမ်ကြိမ်ထိုးနှက်တယ်အနီးအနားကအမှန်တစ်ခုစီကိုပစ်ထည့်ပြလိုက်ပါတယ် now the game begins ဒီကောင်လေးအားလုံးကဒီတစ်ချိန်လုံးမှာ Batman ကိုအထင်သေးနေခဲ့ကြတာဖြစ်တယ် Batman ကသူတို့ရဲ့ game ကိုလိုက်ပြီးတော့ကစားနေတယ်ဆိုပြီးတော့ထင်နေခဲ့ကြတာဖြစ်တယ် but တစ်ဖက်ကကောင်ဒီ Batman ပဲအရှိအချိန်ကြီးအားလုံးမှာသူဒီဖင်တုံးလုံးနဲ့တွေးယူတွေးတန်းပြေးနေခဲ့တာမဟုတ်ဘူးသူရဲ့တငယ်ချင်းကိုရှာနေခဲ့တာလမ်းစားတွေကိုရှာနေခဲ့တာဖြစ်ပါတယ်အခုလည်းဒီမန်ကိုသူ့ရဲ့အားနဲ့ခွဲမရဘူးဆိုတာကိုသိရဲ့ဒီအတွက်ကြောင့်ဘိန်းကိုအသုံးပြုပြီးတော့ပြစ်ပေါက်စေလိုက်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်နဲ့ခွဲပစ်လိုက်တာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဘိန်းဒီကြွားဝပြီးတော့ပြောနေတဲ့စကားမဆုံးခင်မှာမှန်ကွဲနေတဲ့အခန်းထဲကနေပြီးတော့မိချောင်းကြီးတစ်ကောင်ကခုန်ထွက်လာခဲ့တယ်ဘိန်းကိုခေါင်းကနေတိုက်ပြီးတော့တတိမေ့သွားအောင်အထိအမီနဲ့ဖျက်ရိုက်ပစ်လိုက်ပါတယ် and yes ဒါဒီ Batman ကဲဖို့အတွက်ဒီကိုရောက်လာခဲ့တဲ့သူ့ရဲ့တငယ်ချင်းဖြစ်ပါတယ် Absolute Universe ရဲ့ Killer Croc ဖြစ်ပါတယ် and ဒီအကောင်ကြီးဒီပေ140အထိတောင်မှရှိတဲ့ giant size monster ကြီးတစ်ကောင်ဖြစ်ပါတယ်သူက Batman ကိုမမိနေသေးတယ်သူရဲ့တငယ်ချင်းပဲဆိုတာကိုသိနေပါတယ်တစ်ဖက်မှာလည်းဘိန်းကနိုးလာခဲ့ပြီဒီကောင်ကဒါမျိုးကိုမှကြိုက်တာအခုလိုမျိုးချိုးပြတ်ဖို့ခက်ခဲပါတယ်ဆိုတဲ့ကောင်မျိုးကိုမှဒီကောင်ကချိုးပြတ်ချင်တာဖြစ်ပါတယ်ဒီတော့ဒီကောင်ဒီထားလာရင်းနဲ့
လေယာ BC ကအဆိုတစ်ခုကိုပြောပြမယ်ဆိုပြီးတော့ပြောပြလာတယ်အတန်မာဆုံးနဲ့ညံအကောင်ဆုံးလူတွေကစစ်ပွဲကိုကြော်ဖြတ်နိုင်တာမဟုတ်ဘူးစစ်ပွဲကိုကြော်ဖြတ်နိုင်တာဒီအနေအထားပေါ်မှာလိုက်ပြီးတော့ပြောင်းလဲတတ်တဲ့လူမျိုးပဲဆိုပြီးတော့ပြောလိုက်တဲ့အခါမှာဟိုဘက်ကလည်း Batman ရဲ့အဆိုဆိုပြီးတော့စကားတစ်ခုကိုပြန်ပြောသွားတယ်အဲ့ဒါကိုမင်းရဲ့ဖင်နဲ့ထည့်ထားလိုက်လို့ပြောပြီးတော့ Batman ဒီမိချောင်းကြီးစီးရင်နဲ့နီးစပ်ရာရေစိုးမြောင်းတစ်ခုစီကိုထွက်ပြေးသွားပြီးတော့ဒီအစာအုပ်ကြီးစီကနေပြီးတော့အမြန်ပဲထွက်ပြေးသွားလိုက်ကြပါတယ်and ဒီလိုဖြစ်မယ်ဆိုတာကိုခံမှန်းထားပြီးသားပါဆိုတဲ့စကားနဲ့အတူနောက်ွယ်မှာတောက်လျှောက်လေးလာနေတဲ့ဒေါက်တာကလည်း finally တောင်းမြင့်တန်တောက်တောင်းနဲ့ဘိန်းစီကိုထွက်လာခဲ့တာကိုမြင်လိုက်ရတယ်ဒါဒီ Batman villain တွေကနာမည်ကြီးဒေါက်တာ Arkham ဆိုတဲ့အယူဆရာဝင် character ကိုမိမဖာရှင်အဖြစ်ပြောင်းထားခြင်းဖြစ်နေပါတယ်နောက်အခုလို Batman ကလွတ်သွားခဲ့တဲ့အတွက်ဘိန်းကပို့ပြီးတော့မှပျော်သွားပြီအရင်ကစမ်းသက်ခံမှုလို့ဒီကောင်ကိုတက်ပစ်လို့လည်းမရတဲ့အတွက်ထောက်လျှောက်ဘိန်းကရှော့ထားပေးနေခဲ့တာဖြစ်တယ်အခုတော့ဒီကောင်ကိုတကယ်ချိုးဖြတ်လို့ရပြီလို့ပြောရင်းနဲ့ comic ကိုအဆုံးသတ်သွားခဲ့ပါတယ်စောက်ရန်ကိုမှမိုက်တဲ့ကြမ်းတမ်းတဲ့အပိုက်တစ်ခုပါပဲနောက်လာမှထွက်လာမယ့် issue number 11မှာလာရောက်စီမျောပေးကြဖို့အတွက်လည်းဖိတ်ခေါ်ချင်ပါတယ်